ဒီမှာဆိုတော့ rank အမြန်တက်နေလေးပြောပြပေးပါမယ်အားလုံးပဲမင်္ဂလာပါ AK Gaming နဲ့ပြန်လဲကြိုဆိုပါရစေဆိုတော့စီဇန်ကြောက်ဖို့ကျွန်တော်တို့55ရက်ပဲလို့တော့တယ် brother တို့အနေနဲ့ star 100မရောက်သေးတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ rank မတက်သေးတာပဲဖြစ်ဖြစ်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါကျွန်တော်တို့55ရက်အတွင်း star 100ကိုအလွယ်တကူတက်နိုင်ပါတယ်ဗျာဆိုတော့ brother မျိုးကိုဘယ်လိုဆော့ရမှာလဲဆိုရင်ကျွန်တော်တို့ duo ဒါမှမဟုတ် trio party လူလေးလိုပါတယ်ပြီးတော့ကျွန်တော်တို့မြန်မာစာပါမဟုတ်ပဲတခြားစာပါနဲ့ပြောင်းပြီးတော့စော့ပါမယ်ဆိုတော့အခုဆိုရင်ကျွန်တော်ခုနပြပေးထားတဲ့အတိုင်းပဲဆိုတော့ဒါကတော့ကျွန်တော်ကတော့ run boosted AC နဲ့စော့တာမို့လို့အလိုတော့ run မရှိပါဘူးဒါပေမဲ့ brother တို့အနေနဲ့ run လည်းအမြန်တက်ရှင်နဲ့ပြီးတော့ hero ကိုမြန်မာနံပါတ် global နံပါတ်အလွယ်တကူထွန်းကျင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဆုံးထိကြည့်လိုက်ပါပြီးတော့ကျွန်တော်ရဲ့ channel လေးကို subscribe and ဗီဒီယိုလေးကို like လေးလုပ်ပေးထားပါပြီးတော့ brother တို့အနေနဲ့စော့ရတာတကယ်စိတ်ကုန်တယ်ဆိုတော့ဗျာကျွန်တော်ပြောမဆိုမြန်မာစာပါကြတာကျွန်တော်တို့ဗယံပြတာတွေဗျာတော်တော်စီးထိုးမဲ့လူလည်းရှိတယ်ဆိုတော့ brother တို့ရှိမှာအကယ်လို့အသင်းကောင်းကောင်းမွန်မွန်လည်းရှိခဲ့တယ်ပြီးတော့ကျွန်တော်တို့ game set လေးပါတယ်နည်းနည်းပါးရှိတယ်တငယ်ချင်းမျိုးတွေရှိခဲ့တယ်ဆိုရင် brother တို့အတွက်ဒီဗီဒီယိုလေးကလုံးဝကိုလက်မလွတ်တဲ့ဗီဒီယိုလေးပါဆိုတော့တေချာလေးနားထောင်ပြီးတော့စော့ကြည့်ပါအခုဆိုရင်ဒီမှာကျွန်တော်တို့စော့နေတာတော့ပါတီအဖွဲ့လေးပဲဖြစ်ပါတယ်เนาะဆိုတော့ brother တို့အနေနဲ့လို့ run တွေပါတယ်တင်ကျင်တယ်ဆိုရင်ကျွန်တော်ရှိမှာလာပြီးတော့မီးလို့ရပါတယ်ဘယ်စာပါနဲ့ဘယ် VPN နဲ့ဘယ်စာပါဘယ်လိုစော့ရမှာလဲဘယ်လိုလုပ်ရမှာလဲဆိုတော့ကျွန်တော်တိကျချာလေးရှင်းပြပြီးပါတယ်ပြီးတော့ brother တို့အနေနဲ့ VPN လေးကို free VPN သုံးကျင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘယ် VPN နဲ့ဘယ်နိုင်ငံဆော့ရမှာလဲဆိုတာကိုကျွန်တော် comment မှာ link လေးတစ်ခုရှာပေးထားပါတယ်အဲ့ဗီဒီယိုကိုအစအဆုံးထိကြည့်လိုက်ပါပြီးတော့အဲ့ channel လေးကိုလည်း subscribe လေးလုပ်ပေးသွားပါနောက်ပိုင်းကျရင်ကျွန်တော်အမှပဲဗီဒီယိုလေးတင်ပေးသွားပါမယ်ဆိုတော့ brother တို့အနေနဲ့ run လည်းအမြန်တက်ရှင်နဲ့ပြီးတော့ပါတီလည်းကောင်းကောင်းမွန်မွန်ရှိတယ်ဆိုရင်အဲ့ဗီဒီယိုမှာကျွန်တော် VPN ကိုဘယ်လိုသုံးရမှာလဲဘယ်ကနေဘယ်လိုတောင်းရမှာလဲဆိုတော့အသေးစိတ်တခြားလေးရှင်းပြပေးထားပါတယ်ဆိုတော့ပြီးတော့ brother တို့အနေနဲ့ line မကောင်းဘူးဆိုရင် premium VPN လေးကိုဝယ်ဆော့ဖို့ကျွန်တော်ကြံပေးကြည့်ပါတယ်ဆိုတော့ premium တွေပါတယ်လောက်ရှင်တော့ကျွန်တော် comment မှာ link လေးတစ်ခုရှာပေးထားပါမယ် brother တို့အနေနဲ့လာ join ပြီးတော့လာမေးလို့ရပါတယ်ပြီးတော့ VPN သုံးရတာအဆင်မပြေဘူးပြီးတော့စာပါတွေပါတယ်ပြောင်းတာပါလေးရှိပါတယ်စာပါပြောင်းလာတာကျွန်တော်တို့တစ်ပတ်တစ်ခါတစ်လတစ်ခါလို့စာပါပြောင်းလဲမှုအများကြီးရှိပါတယ်ဆိုတော့ brother တို့အနေနဲ့စာပါပြောင်းလဲတာကိုသိကျင်တယ်ဆိုရင်ကျွန်တော်ရဲ့ Telegram channel လေးကိုလည်း join ထားဖို့လိုပါတယ် Telegram channel လေး join ပြီးတော့အမှအများတန်းကြည့်လို့ရပါမယ်စာပါပြောင်းတဲ့အချိန်လည်းကျွန်တော်တင်ပေးပါတယ်ပြီးတော့ brother တို့အနေနဲ့ run လည်းမြင်တက်ရှင်နဲ့ထွန်းကျင်တယ်ဆိုရင်တော့ join ထားဖို့လိုပါတယ်ကျွန်တော် season တိုင်းပြီးတော့အပတ်တိုင်းစာပါပြောင်းသမျှကိုကျွန်တော်တင်ပြီးပါတယ်ကဲဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးတဲ့ brother တွေကိုလည်းကျေးဇူးတင်ပါတယ်ဆိုတော့ VPN 3 free လေးကိုသိကျင်တယ်ဆိုရင် comment မှာကျွန်တော် link ရှာပေးထားပါတယ်ဆိုတော့ brother တို့အနေနဲ့အဲ့ဗီဒီယိုလေးကိုအပြည့်စုံကြည့်ဖို့တော့လိုပါတယ်ဗျာဘယ်လိုလုပ်ရမှာလဲဘယ်လိုချက်ရမှာလဲဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ